မင်္ဂလာပါထိုင်းဘာသာစကားလေ့လာခြင်းနဲ့မြန်မာပြည်သားများအတွက်ဒီဗီဒီယိုမှာထိုင်းစကားတစ်နှစ်ငါလုံးကိုကျွန်တော်နဲ့အတူလေ့လာကြရအောင်နီးစပ်သူများကိုခေါ်သောစကားလုံးတွေကိုလေ့လာကြရအောင်အဖေพ่อအမေแม่အကိုအမพี่ညီညီမน้องတငယ်ချင်းเพื่อน